နီဆာကသူမအမျိုးသားကိုကြောင်းသွားတိုင်းရော်နီကိုတပါးရဲခေါ်သွားပေးဖို့တောင်းဆိုခဲ့တယ်။အစပိုင်းမှာရော်နီကအနေရခတ်ပေမဲ့နီဆာကဝိုင်းပြောပေးတာကြောင့်နောက်ဆုံးတော့ခဲအိုဖြစ်သူရဲ့ကားနဲ့လိုက်ဖို့သဘောတူလိုက်ပါတယ်။ဒိတ်မိတ်လားအဆအရာရာအဆင်ပြေပါစေစူးစမ်းထားဦးနော်လို့လည်းဆုတောင်းပေးကြတယ်။တစ်ဖက်မှာလည်းနီဆာရဲ့မုတ်လုပ်ငန်းကတဖြည်းဖြည်းအောင်မြင်လာပြီးတငယ်ချင်းဖြစ်သူမန်နာနဲ့ပေါင်းက Legend Rolex ဆိုတဲ့မုတ်တိုက်ကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။အိမ်မှာနေရင်းနဲ့ရော်နီဟာသူမအရင်ကမမြင်ဘူးတဲ့အလေးကျင့်ချို့ကိုသတိထားမိလာတယ်။ဒီနေ့မှာ Eric ကညစာစားပြီးပကံဆေးနေတာကိုတွေ့တော့ရော်နီအံ့ဩသွားတယ်။သူမအမြင်မှာတော့ဒါဟာခင်မွန်းတေတယောက်အတွက်ပုံမှန်မဟုတ်တဲ့အရာပဲလေ။သူမကမေးကြည့်တဲ့အခါနီဆာက Eric ကအရင်ကတည်းကဒီလိုရှင်းပြတယ်။အဲ့ဒီအခါမှာတော့ရော်နီဟာသူမရဲ့ကွယ်လွန်သူဖခင်ကိုသတိရသွားမိတယ်။ဘာလို့လဲဆိုတော့ဖေဖေဟာလည်းအဲ့ဒီလိုပဲလုပ်ပေးတတ်လို့ပါ။နီဆာကလည်းတခါတလေ Eric ကိုကြည့်ရင်သူမတို့အဖေကိုမြင်အောင်မိကြောင်းဝန်ခံခဲ့ပါတယ်။ညနေတကောင်ချိန်မှာ Eric ကရေတောက်ဖို့မိဖို့ချောင်းကိုဆင်းလာခဲ့တယ်။သူရေတောက်နေတော့မှပဲရော်နီကတခြားသူနိုးနေမယ်လို့မထင်ပဲအဝတ်စားခတ်ဟောဟောနဲ့အခန်းထဲကထွက်လာတာကြောင့် Eric တယောက်တုံးလုံးသွားပြီးရှက်အင်ကြီးပေါ်ကိုရေတွေဖိတ်ကြကုန်ပါတယ်။ရော်နီလည်းရှက်ကိုရှက်ကန်းနဲ့အခန်းထဲကိုအမြန်ပြန်ပြေးဝင်သွားခဲ့တယ်။တက္ကသိုလ်မှာတော့ Eric ကရော်နီရဲ့လူမှုဗေဒကတိကဖြစ်လာပါတယ်။ကျောင်းကန်တင်းမှာရော်နီနဲ့တငယ်ချင်းတွေစကားပြောကြရင် Eric ကဘလောက်တောင်ချောပြီးအောင်ကောင်းကြောင်းချီးကျူးနေကြတာပေါ့။သူ့လိုလူမျိုးနဲ့အိမ်တအိမ်ထဲမှာအတူနေရတာဘလို့ခံစားချက်မျိုးလဲဆိုတာကိုလည်းသူတို့ကသိချင်နေကြတယ်။သူတို့စကားပြောနေတော့မှပဲရန်လို့ခေါ်တဲ့စီနီယာကျောင်းသားတယောက်ရောက်လာပြီးရော်နီတငယ်ချင်းတယောက်ကိုပခုံးဖက်ကနှောက်ယှက်ပါတယ်။ရော်နီကဝင်သားပေးပေမဲ့ရန်ကရော်နီကိုပါမတင်တော်တဲ့ပုံစံနဲ့ကင်တွယ်စော်ကားလိုက်ပါတယ်။ဒေါသထွက်သွားတဲ့ရော်နီကနောက်တစ်ခါထပ်လုပ်ရင်အွန်လိုင်းမှာဖွင့်ချပစ်မယ်လို့တတိပေးလိုက်တယ်။ဒါတွေကိုအဝေးကနေ Eric ကအကုန်မြင်နေခဲ့ပါတယ်။အဲ့ဒီညနေမှာ Eric ကနီဆာယာနဲ့ရော်နီတို့ကိုကမ်းခြေမှာညစာကျွေးပါတယ်။အငိမ့်တက်ရှိတဲ့အချိန်လေးမှာ Eric ကကျောင်းမှာဖြစ်ခဲ့တဲ့ကိစ္စကိုပြောပြပြီးနောက်အဲ့ဒီလိုဖြစ်လာရင်သူ့ကိုချက်ချင်းပြောဖို့ရော်နီကိုမှာကြားပါတယ်။အဲ့ဒီအခါမှာတော့ရော်နီဟာ Eric ရဲ့ကာကွယ်ပေးလို့စိတ်နဲ့နီဆာတို့ပေါ်ထားတဲ့စေတနာတွေကိုမြင်ပြီးသူ့ကိုစတင်ကြည့်ညိုလာမိတယ်။နီဆာကတောင်နောက်တစ်ချိန်ရော်နီအဖို့ရှာရင် Eric လိုစာနာတတ်တဲ့သူမျိုးကိုပဲရှာပါလို့စနောက်ခဲ့ပါသေးတယ်။နောက်နေ့မနက်ရေချိုးနေရင်းနဲ့ရော်နီဟာမနေ့ညကအကြောင်းတွေကိုတွေးတောင်းမိမောနေမိတယ်။အဲ့ဒီလိုနဲ့အတွေးလွန်နေတော့ရေချိုးခန်းက valve ကိုမတော်တဆချိုးမိသွားလို့ရေတွေပိတ်သွားပါတယ်။ကိုပေါ်မှာဆက်ပြာတွေနဲ့မို့ရော်နီလည်းတစ်ပတ်တစ်ထဲကိုကမန်းကရန်ပတ်ပြီးယာရေချိုးခန်းမှာသွားဆေးဖို့ပြေးထွက်လာပါတယ်။အဲ့ဒီအချိန်မှာပဲ Eric ကအိပ်ပျော်နေတဲ့ယာလေးကိုပွေ့ချပြီးအိမ်ပြန်ရောက်လာပါတယ်။ယာကိုအိပ်ယာပေါ်ချပေးပြီးအခန်းပြင်ထွက်မှာပဲရော်နီကတစ်ပတ်တစ်ထဲနဲ့ရေချိုးခန်းထဲကထွက်လာတာနဲ့တိုးပါလေရော။နှစ်ယောက်သားအဆက်သေးပြီးဘလို့တုတ်ပြန်ရမှန်းမသိအောင်အနေရခတ်သွားကြပါတယ်။အဲ့ဒီညမှာပဲရော်နီကကျောင်းစာကြည့်လိုက်မှာစာဖတ်ရင်းအချိန်မိုးချုပ်သွားခဲ့တယ်။စာအုပ်စင်တွေကြားရှာဖွေနေတော့မှရုတ်တရက်မီးတွေပြတ်သွားပြီးလူငယ်တစုကသူမကိုအခန်းလွတ်တစ်ခုထဲဆွဲခေါ်သွားကြတယ်။အဲ့ဒါကတော့ကျောင်းမှာဖြစ်ခဲ့တဲ့ကိစ္စကိုမကျေနပ်လို့လက်စားချေဖို့ကြံစီနေတဲ့ရန်နဲ့သူ့တငယ်ချင်းတွေပါပဲ။ရော်နီကအတင်းယုံကန်အော်ဟစ်အကူအညီတောင်းတဲ့အခါအနီးအနားမှာရှိနေတဲ့ Eric ကအတန်ကြားပြီးရောက်လာပါတယ်။သူကရန်တို့ကိုထိုးကျိတ်နေလိုက်တာကြောင့်သူတို့လည်းထွက်ပြေးသွားကြတယ်။ရော်နီကတော့ကြောက်လန့်တုန်လှုပ်ပြီးမိုးရဲလေထဲမှာငိုပြီးပြေးထွက်သွားပါတယ်။ Eric ကကားနဲ့လိုက်ရှာပြီးကားထဲမှာနှစ်သိမ့်ပေးနေတော့မှသူတို့နှစ်ယောက်ရဲ့မျက်နှာချင်းကမတော်တဆ